Hi ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ internet ဆိုတာဘာလဲ internet ဘယ်လိုလုပ်လို့တလဲဆိုတာပဲဖြစ်ပါတယ်ကိုက electronic device တစ်ခုခုဖြစ်တဲ့ဒီ mobile phone tablet ဒီ laptop ကနေမှတစ်ဆင့်internet ကိုသုံးပြီးတော့ပေါ့နော်YouTube ကဗီဒီယိုပဲဖြစ်ဖြစ် Google က information ဒါမှမဟုတ် photo ပဲဖြစ်ဖြစ်ပေါ့နော်ကိုကကြည့်နေတယ်ဆိုလို့ရှိရင်အဲ့ဒီ data တွေကကိုယ့်စီကိုဘယ်လိုရောက်လာတာလဲပေါ့နော်ဘယ်လိုရောက်လာတာလဲဆိုရင်ကို request လှမ်းလုံးလိုက်တဲ့ဒီ data တွေရှိတဲ့ဒီသက်ဆိုင်ရာ data center တွေထဲမှာရှိတယ်ပေါ့နော်server တွေမှာဆိုလို့ရှိရင် internet memory လို့ခေါ် internet memory ဒီလို့ခေါ်တဲ့ SSD တွေကနေမှတစ်ဆင့်ကိုယ့်စီကို data တွေရောက်လာတယ်ပေါ့နော်ကိုစီကိုအဲ့ဒီ data တွေကိုဘယ်လိုနည်းလမ်းနဲ့ပေးပို့လဲပေါ့နော်ဘယ်လိုနည်းလမ်းနဲ့ပေးပို့လဲဆိုလို့ရှိရင်ဒီ data center ကနေမှတစ်ဆင့်antenna ကိုသုံးပြီးတော့ဒီ satellite ကိုပေးပို့တယ်ဒီ satellite ကနေမှတစ်ဆင့်ကိုနီနာမှာရှိတဲ့antenna ကနေမှတစ်ဆင့်ကိုစီကို data တွေပေးပို့တယ်ပေါ့နော်အဲ့လိုမျိုး data center ကနေပြီးတော့ satellite ကနေပြီးတော့မှကိုယ့်ရဲ့ electronic device ကိုပေးပို့တဲ့ချိန်မှာ latency လို့ခေါ်တဲ့နှောင့်နှေးကြန့်ကြာမှုရှိရပေါ့နော်အဲ့လိုမျိုးlatency ကိုဘယ်လိုဖြေရှင်းမလဲပေါ့နော်အဲ့ဒီအတွက် internet backbone လို့ခေါ်တဲ့ fiber optic cable တွေကိုအသုံးပြုလာကြတယ်အဲ့ဒီ fiber optic cable တွေကဒီ data center ကနေမှတစ်ဆင့်တောင်နေမြေမျက်နှာပြင်မျိုးမျိုးကိုဖြတ်ပြီးတော့ပင်လယ်စီကိုရောက်တယ်ပေါ့နော်ပင်လယ်စီကိုရောက်တဲ့အချိန်မှာသက်ဆိုင်ရာဒီ cable တွေကို management လုပ်တဲ့အဖွဲ့အစည်းရှိတယ်အဲ့ဒီအဖွဲ့အစည်းတွေကနေပြီးတော့မှတစ်ဆင့်ဒီcable လေးရင်ပစယ်တွေကိုတုံးပြီးတော့ပင်လယ်မြေအောက်ကျမ်းပြင်ထီကိုပေါ့နော်ပလိုးတွေနဲ့ဒီကျိုးတွေပေါ့နော်ဒီ cable တွေကို fiber optic cable တွေကိုရှာပြီးတော့ကိုယ်နိုင်ငံမှာရှိတဲ့ internet service provider ဆိုတဲ့ဒီ ISP တွေကိုတွဲထားတယ်ပေါ့နော်ကိုအိမ်မှာဒီ laptop နဲ့ပေါ့နော်ဒီ wireless wifi ကိုသုံးနေရဆိုလို့ရှိရင်ဒီ ISP တွေကနေမှတစ်ဆင့်ကိုအိမ်ကဒီ wifi router ကို signal တွေပေးပို့တယ်ပေါ့နော်ကိုအိမ်ကဒီ wifi router ကနေမှတစ်ဆင့် electrical signal တွေကိုကိုယ့်ရဲ့ethernet cable ကနေကိုကwireless ကိုမှကိုကပို့ပြီး line ကောင်းကျင်တဲ့အတွက်ပေါ့နော် ethernet cable ကိုအသုံးပြုပြီးတော့ကိုကွန်ပျူတာနဲ့ wireless router နဲ့ရှိထားတယ်ဆိုလို့ရှိရင်ဒီ wireless router ကနေမှတစ်ဆင့်ဒီ electrical signal တွေကိုယ့်ရဲ့ laptop ကိုပေးပို့တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကwifi router ကိုသုံးနေတာမဟုတ်ဘဲနဲ့ရိုးရိုးပေါ့နော် cellular data mobile data ကိုသုံးနေတယ်ဆိုလို့ရှိရင်ဒီ ISP တွေကနေမှတစ်ဆင့်ကိုနီနာမှာရှိတဲ့ cell tower တိုင်းနေစီကို signal တွေပေးပို့တယ်ပေါ့နော်ဒီ cell tower တိုင်းနေကနေမှတစ်ဆင့်ကိုစီကို electromagnetic wave တွေပေးပို့တယ်ပေါ့နော်အဲ့လိုနည်းနဲ့ sending receiving လုပ်ကြပါတယ်ဒီ sending receiving လုပ်တဲ့အချိန်မှာကိုက request လုပ်လိုက်တယ်ဒီ data ကို request လုပ်လိုက်တယ်ဆိုလို့ရှိရင်တခြားသူစီမရောက်ဘဲနဲ့ပေါ့နော်ကိုစီကိုပဲဘယ်လိုရောက်လာတာလဲပေါ့နော်ဘယ်လိုနည်းလမ်းကိုအသုံးပြုထားတာလဲဆိုရင်ဒီ IP address ကိုအသုံးပြုထားတာပါ electronic device တိုင်းမှာဆိုလို့ရှိရင် unit ဖြစ်တဲ့ပေါ့နော်မတူညီတဲ့ IP address တွေရှိပါတယ်အဲ့လိုပဲ data center မှာရှိတဲ့ server တွေမှာတင်ထားတဲ့ website တစ်ခုချင်းစီမှာလည်း unit ဖြစ်တဲ့ IP address တွေရှိပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်ကိုယ်နာမည်နဲ့ပေါ့နော်ကိုယ်ဖုန်းနံပါတ်နဲ့ကိုယ်အိမ်လိပ်စာနဲ့စာတစ်စောင်လာတယ်ဆိုလို့ရှိရင်အဲ့ဒီစာကကိုယ့်စီကိုပဲရောက်တယ်လို့မျိုးပဲ IP address ကဆောင်ရွက်ပေးပါတယ်ဒီ IP address တွေနဲ့ဒီ IP address တွေရာဆိုလို့ရှိရင်လူသားတွေအတွက်ပေါ့နော်မှတ်ရတာခက်ခဲတယ်ပေါ့နော်ဒီ IP address နဲ့ကိုက data တွေကို request လုပ်မယ်ဆိုရင်ကိုယ့်အတွက်ဒီ IP address တွေကတခုတည်းမဟုတ်ဘူးအများကြီးပေါ့နော်အများကြီးဖြစ်တဲ့အတွက် unit ဖြစ်တဲ့အတွက်တခုချင်းစီမတူညီတဲ့အတွက်ဒီ YouTube ကိုသုံးမယ်ဆိုရင် YouTube ရဲ့ IP address ကိုခေါ်ရမယ် Facebook သုံးတယ်ဆို Facebook IP address ပေါ့နော်အဲ့ဒီအတွက်ကိုက IP address တွေကိုမှတ်သားရတာခက်ခဲတယ်ပေါ့နော်ခက်ခဲတဲ့အတွက်ဒီ IP address အစား domain name ကိုအသုံးပြုကြတယ်ပေါ့နော် domain name ဆိုတာဘာလဲပေါ့နော် domain name ဆိုတာyoutube.com ပေါ့နော် facebook.com ပေါ့နော် google.com ပေါ့နော်အဲ့ဒီအကုန်လုံးကdomain name ပဲဖြစ်ပါတယ်ကိုက domain name ကိုအသုံးပြုပြီးတော့ဒီ request data ကို request အလုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ data center ထဲမှာရှိတဲ့ဒီ domain name server လို့ခေါ်တယ်ပေါ့နော်ဒီ domain name to IP address ကိုပြောင်းပေးတဲ့ server ပေါ့နော် IP to domain name ကိုပြောင်းပေးတဲ့ဒီ DNS server လို့ခေါ်တဲ့
DNS server ကနေမှတဆင့်ကိုယ့်ရဲ့ domain name ကို IP address အနေနဲ့ပြောင်းပြီးတော့မှကိုသက်ဆိုင်ရာdata တွေကိုကိုယ့်စီကိုပို့ပေးတယ်ပေါ့နော်ဒီ computer server တွေကကြော့တော့သူတို့က01မဲ့နားလေတဲ့အတွက်သူတို့ကဒီ domain name server တွေကိုအသုံးပြုရတာပေါ့နော်ကိုကကြော့တော့ domain name ကိုနားလေတယ်ပို့ပြီးမှတ်သားရတာလွယ်တဲ့အတွက် domain name ကိုနားလေတယ် computer server တွေကကြော့တော့01ပေါ့နော်သူတို့က bit တွေပဲနားလေတဲ့အတွက်ဒီ domain name server တွေကိုသုံးပြီးတော့ပေါ့နော်domain name to IP address ကိုပြောင်း IP address ကနေ domain name ကိုပြောင်းပြီးတော့ကိုယ့်စီကို data တွေrequest တွေ sending တွေrequest တွေလုပ်ကြပါတယ်ဒီ IP address တွေ domain name တွေကဆိုလို့ရှိရင်အရေးကြီးတဲ့အတွက်ပေါ့နော်အရေးကြီးတဲ့ကဏ္ဍမှာပါဝင်တဲ့အတွက်ဒီ IP address တို့ domain name တို့ကိုmanagement လုပ်ပြီးတဲ့ဖွဲ့စည်းရှိပါတယ်ဒီ USA မှာရှိတဲ့ ICANN လို့ခေါ်တဲ့အဖွဲ့အစည်းကနေပြီးတော့management လုပ်ပေးပါတယ်ဒီ ICANN ရဲ့အောက်မှာအယာနာဆိုတဲ့ဖွဲ့စည်းရှိပါတယ်အဲ့ဒီအယာနာမှာဆိုလို့ရှိရင် domain name တွေလျှောက်ထားရယူလို့ရပါတယ်အခုဆိုရင်တော့မြန်မာနိုင်ငံမှာလည်း domain name တွေဝယ်ယူလို့ရနေပါပြီပေါ့နော် IP address အနေနဲ့ဆိုရင်လို့ရှိရင်တော့ဒီ IANA ကနေပြီးတော့ regional internet registry လို့ခေါ်တဲ့RIR တွေIR တွေဖွဲ့စည်းပေးထားတဲ့အတွက်ကိုက IP address တွေကို IR နေကနေမှတဆင့်လျှောက်ထားရယူလို့ရတယ်ပေါ့နော်မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်အာရှ Pacific region ထဲမှာပါဝင်တဲ့အတွက်AP နစ်ကနေမှတဆင့် IP address တွေကိုလျှောက်ထားရယူလို့ရပါတယ်အားလုံးပဲကျေးဇူးပါ